င်္ဂလာပါ KM Football Tips ပရိသတ်ကြီးခင်ဗျာဒီနေ့ညမှာတော့တကဘာလုံးကစောင့်ကြည့်နေကြတဲ့2026ကဘာဖလားဥရောပဆောင်ရှုံးထွက်ခြေစစ်ပွဲ Playoffs ပွဲကြီးပွဲကောင်10ပွဲတပြိုင်နက်ကစားဖို့ရှိနေပါတယ်ဒီပွဲတွေဟာတပွဲတည်းနဲ့အနိုင်ရှုံးဆုံးဖြတ်မဲ့ပွဲတွေဖြစ်လို့မှားလာနဲ့အိမ်ပြန်ရမဲ့ပွဲစဉ်တွေပဲဖြစ်ပါတယ်ဒီနေ့ကျွန်တော်အကြိုက်အသင်းကိုရွေးချယ်ပေးလိုက်ပါတယ်အားလုံးသဘောကျပြီးအကြိုက်တူမှကစားပါလို့လည်းပြောချင်ပါတယ်ပထမဆုံးရွေးထားတဲ့အသင်းကတော့ယနေ့ည7:00နာရီခွဲမှာကစားမယ် Turkey ပွဲစဉ်ပါ တူရကီ vs Romania ဒီပွဲကတော့ဒီညရဲ့အပူပြင်းဆုံးပွဲလို့ပြောလို့ရပါတယ်တူရကီရဲ့အင်ကွင်းပရိသတ်တွေရဲ့အော်ဟစ်အားပေးမှုအောင်မှာပွဲကတော်တော်လေးအရှိန်ဟုန်မြင့်မှာပါနှစ်သင်းစလုံးကတိုက်စစ်ဖွင့်ကစားတတ်တဲ့အသင်းတွေလည်းဖြစ်ပါတယ် KM ရဲ့အကြိုက်အပြန်လန်ဂိုးတွေမြင်ရဖို့များတာကြောင့်တာကီဂိုး over ဂိုးအပေါ်ကိုပဲရွေးချယ်ပေးခြင်းပါတယ်နောက်ထပ်ပွဲစဉ်ကတော့ Denmark vs North Macedonia ပါဒိန်းမတ်တို့ကလူဝင်သားတားလွန်ပေမဲ့ Macedonia ကအသင်းကြီးတွေကိုဒုက္ခပေးတတ်တဲ့ Giant Killers တွေပါဒိန်းမတ်တို့ပွဲကိုထိန်းချုပ်ထားပေမဲ့ဂိုးရကိုခက်ခဲနေနိုင်ပါတယ်ခန်းစစ်ကိုအသားပေးမဲ့ပွဲမို့ဒိန်းမတ်ဂိုးအောက်ကအကောင်းဆုံးဖြစ်ပါလိမ့်မယ်နောက်ထပ်ပွဲစဉ်ကတော့ Poland vs Albania မှာ Poland vs Albania ဂိုးသွင်းဆက်ဒီလီဗန်ဒေါစကီဦးဆောင်တဲ့ပိုလန်တို့အိမ်ကွင်းမှာအမှားခံမှာမဟုတ်ပါဘူး။ Albania ကခန်းစစ်ပိတ်ကစားဖို့ကြိုးစားမှာဖြစ်ပေမဲ့ပိုလန်ရဲ့တိုက်စစ်အင်အားကိုတောင့်ခံနိုင်ဖို့ခက်ခဲပါလိမ့်မယ်။ဒီပွဲမှာတော့အင်ရှင်ပိုလန် body ကိုပဲအပြတ်သက်ယုံကြည်ထားပါတယ်။နောက်ထပ်ပွဲစဉ်ကတော့ Ukraine vs Sweden ပါ Ukraine vs Sweden ဒီပွဲကတော့နီးစနစ်ချင်းအားပြိုင်မဲ့အပွဲပါယူကရိန်းကကွင်းလယ်ပိုင်းစိုးမိုးမှုကိုအလေးထားသလိုဆွီဒင်ကလည်းစုဖက်မှုအထူးကောင်းမွန်တဲ့အသင်းပါအကျိတ်နဲ့ရှိမှတေးကြပါတယ်လူစုံတဆုံကဲပိုပြီးတည်ငြိမ်တဲ့ဆွီဒင်ကိုပိုသဘောကျပါတယ်ဆွီဒင် body နောက်ထပ်ပွဲစဉ်ကတော့ Czech နဲ့ Republic of Ireland ပါချက်တို့ကအင်ကွင်းမှာကြစ်လက်တဲ့ကစားဟန်ရှိသလိုအိုင်ယာလန်ကလည်းမလျှော့သောဇွဲနဲ့ရုန်းကန်တဲ့အသင်းပါနှစ်သင်းစလုံးရဲ့ယုံအားကတူညီနေတာကိုတွေ့ရပါတယ် KM ရဲ့အကြိုက်ဒီပွဲမှာတော့ဧည့်သည် Ireland body ရဲ့ခန်းစစ်နဲ့တိုက်ပွဲဝင်စိတ်ဓာတ်ကိုယုံကြည်ပြီးအရေးစွန်ရွေးချယ်ခြင်းပါတယ်ခင်ဗျာနောက်ထပ်ပွဲစဉ်ကတော့ Italy vs Northern Ireland ပါ Italy vs မြောက်အိုင်ယာလန် Euro Champion ဟောင်း Italy တို့ကတော့ကမ္ဘာဖလားနဲ့နှစ်ကျင်းစပ်ဝေးကွာခဲ့ရတဲ့အိမ်မဆိုးကိုဒီတစ်ခါအပြက်ဖြတ်ဖို့ပြင်ဆင်လာမှာပါအိမ်ကွင်းအဇူရီတို့ရဲ့တိုက်စစ်ကမြောက်အာယာလန်ရဲ့ခန့်စစ်တတိုင်းကိုအချိန်အတော်ကြာဖိအားပေးကစားသွားမှာဖြစ်ပါရဲ့ KM ရဲ့အကြိုက်ဒီပွဲမှာအီတလီတို့ဂိုးတွေတရစသွင်းပြီးယုံကြည်မှုပြန်ယူမဲ့ပွဲမို့အီတလီဂိုး over ဂိုးအပေါ်ကိုပဲရွေးချယ်ခြင်းပါတယ်နောက်ထပ်ပွဲစဉ်ကတော့ Slovakia vs Kosovo ပါ Slovakia vs Kosovo တို့ခြေစစ်ကွဲမှာအစင်းစင်းတက်လန်းလာတာအန်အောစရာပါဒါပေမဲ့ Slovakia ရဲ့အိမ်ကွင်းကစားဟန်ကတော်တော်လေးကျစ်လက်ပါတယ်နှစ်သင်းစလုံးကအမားမခံတဲ့အတွက်ဂိုးရဟုရုန်းကန်ရမယ်ပွဲမျိုးပါပွဲကအသေးချာထိန်းကစားကြမှာမို့ Kosovo goal under ဂိုးအောက်ကိုပဲအားတန်ပါတယ်ဗျာနောက်ထပ်ပွဲစဉ်ကတော့ Wales vs Bosnia ပါ Cardiff ကွင်းမှာကစားရမယ်ဝီလူကအင်ကွင်းအသာချက်ရှိနေပေမဲ့ Bosnia ရဲ့တံပြန်တိုက်စစ်နဲ့လူကောင်ထွားမှုကသတိထားရမယ့်အချက်ပါပွဲကတော်တော်လေးကြည်မြောင်းနိုင်ပါတယ်လက်ရှိခြေစွမ်းရဝီလူကိုအကြောပေးထားရတာများနေလို့ဧည့်သည် Bosnia body ဘက်ကနေရက်တီတာကပိုပြီးစိတ်ချရပါလိမ့်မယ်အခုလိုကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ဗီဒီယိုကိုကြိုက်နေတဲ့ဆိုရင် follow လုပ်ထားခဲ့ဖို့မမေ့နေအောင်ခင်ဗျအားလုံးလည်းအဆင်ပြေကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်